အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ငပြောကြီးကောက်ရင်ထုတ်လေးလာထုတ်ပြမယ်ရှင်အရင်ဆုံးမိခင်ထားတဲ့ငပြောရွက်ထဲမှာစီလေးနည်းနည်းတုပ်ပြီးရေစိမ်ထားတဲ့ကောက်ရင်ကိုထည့်မယ်ရှင်ပြီးရင်တော့ငပြောကြီးထည့်လိုက်မယ်ပေါ့နော်အချိုကြိုက်နေဆိုရင်ငပြောကြီးဒီဇိုင်းနဲ့နှက်ထားလို့ရပါလေရှင်ဒီဗီဒီယိုလေးမှာလုပ်ပြထားတော့ရိုးရိုးတသားပဲလုပ်ပြထားလို့တဘာဝအရတာပဲလုပ်ထားတယ်ပြောတာအဲ့လိုပဲနောက်တစ်ခုလေအဲ့လိုပဲလုပ်လိုက်မယ်မိခင်ထားတဲ့ထဲမှာကောက်ကြီးလေးထည့်မယ်ငပြောတိထည့်မယ်အဲ့လိုမျိုးထည့်မယ်အဲ့လိုမျိုးထောက်မယ်ပေါ့နော်တကယ်လို့မိမကင်ဆိုရင်ငပြောရွက်ခောက်တဲ့ခါဆိုရင်ငပြောရွက်ကျိုးတက်တယ်ပေါ့နော်ကျိုးတဲ့ခါဆိုတော့ပြုတ်တဲ့ခါဆိုရင်ရေဒီဝင်ကုန်မယ်လေဒါတော့ပြုတ်ပြီးပေါ့နော်မြင်မြင်ဆက်ဆက်မဲ့ဗီဒီယိုရှည်လို့လေဖြတ်ထားလိုက်နေတာတော့ပြုတ်နေပြီးတော့ငပြောရွက်နဲ့တိတ်တော့ဖလားဒီခံပြီးပေါ့နော်ဒီလိုမျိုးဆိုတော့ကြက်တော့မယ်ပေါ့အဲ့အတက်တခါတွေ့ရတယ်လမောတယ်ကွယ်โอเคဒါဆိုရင်ကြက်တော်ပြီဖြည့်တော့မယ်ဗောနော်အမပူလို့ဘလို့ကန်ရမှာမသိအောင်နောက်ဆုံးတော့ကကြီးလေးညှက်လိုက်ပါနဲ့ပထမဆုံးလုပ်ဘူးလားဆိုတော့ဖြစ်မလားလို့တော့စိတ်ပူတာဗောနော်ဒါပေမဲ့ဒီလောက်လေးလည်းဖြစ်သွားတယ်ဗောဒီလိုလေးတော့ရသွားတယ်ဗောဒါဆိုရင်တော့ဖြစ်သွားပြီစားလို့ရပြီဗောနော်တကယ်လို့အုံတီးရှိမယ်ဆိုရင်တော့အုံတီးလေးဖြူပြီးစားရင်ပို့ပြီးတော့ပြည့်စုံတယ်ဗောအုံတီးမရှိဘူးဆိုတော့ဒီလောက်ပဲရတယ်ဗောနော်